မိမမသွားခိုင်းလဲသွားတယ်ကွာဆိုပြီးကျွန်တော်အိမ်ကနေခိုးထွက်ခဲ့ပါတယ်အပြင်ထွက်ရင်အသားမင်းမှာဆိုလို့ဆန်ခရင်လူပါတယ်ရင်ဆုံးကျွန်တော်တို့စုလီမြို့တော်ခမ်းမကိုအရေးဆုံးသွားပါတယ်လက်လျှောက်တဲ့ကြံဘက်ကနေမလာပဲဒီဘက်ချမ်းကလာတော့အရက်ယူလို့မရလို့ဘေးကလူပေးခဲ့ရပါတယ်ခင်ဗျာဒါနဲ့ကျွန်တော်တို့နောက်ပြန်လှည့်ခဲ့ပါတယ်လက်လျှောက်တဲ့ကြံဘက်ကပြန်လမ်းလျှောက်ရတာပေါ့ဗျာကျွန်တော်တို့အဖွဲ့တွေလမ်းလျှောက်တဲ့ကြံတွေကိုစဝင်နေပါပြီဘာလို့ရန်ကုန်လမ်းလျှောက်တဲ့ကြံရောက်နေတာဖြစ်ပါတယ်အခုကမြို့တော်ခမ်းမရှိမှာကျွန်တော်တို့အဖွဲ့တွေကဲမှာပါစူးလေမှာအားမယ်ဆိုပြီးလာတာဆိုရတဲ့ချင်းကအန်တိတ်ဆိုတော့ကျွန်တော်တို့အဖွဲ့တွေအမှဆက်မနေတော့ဘဲနဲ့16လမ်းနဲ့ကိုဒိုးပါတယ်ခင်ဗျာ16လမ်းနဲ့လည်းကျွန်တော်တို့လမ်းလျှောက်ခဲ့ပါတယ်ကျွန်တော်တို့ကအရန်စောနေတော့လူကတိတ်မစီသေးပါဘူးဒါနဲ့ရှင်မြင်ကိုလစ်တယ်ရှင်မြင်ဝင်ချင်းပါပဲဗျာDJ အတန်တွေကကြားတော့ကဲကျင်နေပါပြီအဲတော့ကျွန်တော်တို့ဖွဲ့တွေတက်တော့ဘောကစက်ပြအမြုပ်ထုတ်ပေးရပေါ့နော်စက်ပြအမြုပ်တစ်ချက်ကိုဒိုးမှာပါရှင်မြင်ထဲမှာပါအဲ့နေရကျွန်တော်တို့တော့လဲတော့စက်ပြအမြုပ်တွေကထင်တယ်လို့မများတော့အားနဲ့ထင်တယ်လို့မများတော့အကာမြေအောင်တချင်းဆိုရဲစင်နာကိုကျွန်တော်တို့သွားမှာပါစက်ပြအမြုပ်လေးအဲ့အကာမြေအောင်ကြီးကလည်းကျွန်တော်တို့မကြောက်ဘူးတာဆိုနေရနဲ့ကျွန်တော်တို့အဲ့နေရာကနေနေရာချင်းခဲ့ပါတယ်ဒီနေရာလေးကဖွင့်ပေးတဲ့ DJ တွေကအရန်မိုက်တော့ကျွန်တော်တို့အချိန်တနားရီလောက်ကခဲ့ပါတယ်ကျွန်တော်တို့အဖွဲ့ရကရတာလေးပြင်ပန်းလာလို့တနေရာကိုသွားနားပါတော့မယ်ဘတ်ဂျက်အချွေတာရဲ့အနေနဲ့ကျွန်တော်တို့တွေဘီယာပဲတောက်ခဲ့ပါတယ်ဒါတော့ရင်မြင်မှာကဲလို့ရတော့အခုဆိုပြန်ပါပြီလူကလည်းအရန်ချက်ပါတယ်အားလုံးပဲသတိထားကြပါပျော်ဖို့လည်းကောင်းပါတယ်ဖတ်ပါ